ဒီကျောင်းသားစာမှုပွဲဖြစ်ဖို့ရောက်လာတဲ့အခါသူ့ကိုကြည့်ပြီးကျန်တဲ့ကလေးတွေရဲ့မျက်နှာမှာအပြုံးတွေပေါ်လာပါတယ်။ကောင်လေးကအထဲဝင်လာပြီးပထမဆုံးသူ့ရဲ့ပေတံကိုရှေ့တန်းခုံပေါ်မှာတင်ထားလိုက်ပါတယ်။ပြီးတော့ဆရာစီကမေကွန်းစာရွက်ကိုယူပြီးပြန်ထွက်မှသူ့ရဲ့ခဲတံအိမ် campus box ကိုလည်းရှေ့ခုံမှာပဲထားခဲ့ပြန်ပါတယ်။နောက်ဆုံးမှာတော့ခဲဖြတ်ကိုပါခုံတစ်ခုပေါ်မှာတင်ထားခဲ့ပြီးမှသူ့နေရာမှာသူပြန်ထိုင်လိုက်ပါတယ်။သူကမိမိကိုယ်တိုင်ရောကျောင်းသားအားလုံးပါစာမှုပွဲအောင်ဖို့ပြင်ဆင်လာတာပါ။မကြခင်မှာပဲဆရာကစဖြေတော့လို့ပြောလိုက်ပြီးအချိန်စတင်သွားပါတယ်။အတန်းထဲကပထမဆုံးမိန်းကလေးကတော့သူမရဲ့လက်ကဟင်းတာမင်းတိုင်းဒီဇိုင်းတွေထဲမှာတင်မေကွန်းအားလုံးကိုအဖြစ်ထုတ်ထားတာပါ။ဒါပေမဲ့ဒုတိယကောင်လေးကလည်းဖြေသူမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သူကသူ့ရဲ့ဘူးပေါ်မှာရိုက်နေထားတဲ့ပုံအောက်မှာမေကွန်းအားလုံးကိုဖြည့်ရှင်းရေးသားထားလို့ပါ။ကျောင်းသားတွေဟာခိုးချဖို့အတွက်ဘယ်လိုနေရာတွေမှာဖုံးကွယ်ထားတယ်လဲဆိုရင်အိုင်းစတိုင်းတောင်အံ့ဩသွားနိုင်ပါတယ်။အားလုံးအဆင်ပြေပြေဖြစ်နေတော့မှပဲရုတ်တရက်ဆရာကတန်တရားဖြစ်သွားပါတယ်။အာယုံလဲဖို့အတွက်ကောင်လေးတစ်ယောက်ကအပူစာရွက် extra sheet တောင်းလိုက်ပေမဲ့အချိန်တွေကပြန်ခက်ခဲသွားပါတယ်။ဘာလို့လဲဆိုတော့ဆရာကရေတံမှုကိုမလိုက်တဲ့အခါအဖုံးပွင့်နေတာတော့ရေတွေချမလာလို့ပါ။အကြောင်းရင်းကတော့အဲ့ဒီအဖုံးထဲမှာပါကောင်လေးကစာကူးချဖို့စာရွက်အသေးလေးကိုဖုံးကွယ်ထားလို့ပဲဖြစ်ပါတယ်။